Hello everyone အားလုံးပဲမင်္ဂ Okay လာ ရှင် ပါဟုတ် On Your Biz ရဲ့ podcast series ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ညီမကတော့မေလာပါဒီနေ့ရဲ့ podcast မှာတော့ first and trader အနေနဲ့ပါဝင်လာမှာဖြစ်တယ်ပေါ့နော်ပြီးတော့ဒီနေ့ရဲ့ episode လေးကတော့လက်ရှိ cohort 2 application ဖွင့်နေရဲ့အလေယာကိုစိတ်ဝင်စားသူတွေအတွက်အကူအညီဖြစ်နိုင်မယ်လို့ထင်တဲ့ special guest တွေတူကိုဖိတ်ခေါ်ထားပါတယ်ဆိုတော့ညီမတို့ရဲ့ guest လေးလည်းတစ်ချက်လောက်ကိုမိတ်ဆက်ပေးလို့ရမလားရှင်ဟုတ်ကဲ့ပါဟုတ်အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့မဝေပြီးခဲ့တဲ့ကျမတို့ဒီ own your business မှာကျမတက်ခဲ့တဲ့သူပါကျမကပေါ့နော်ဒီနေ့ podcast အစီအစဉ်လေးမှာကျမပါဝင်ခွင့်ရတဲ့အတွက်လည်းအများကြီးဝမ်းသာတယ်ကျမရဲ့ပြောရေးဆိုခွင့်ပေးတဲ့ကျမတို့ The Letter ကဖွဲ့သားတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုလိုမျိုးပေါ့နော် program ပြီးသွားတာတစ်လနှစ်လလောက်ရှိပြီထင်တယ်နော်အဲ့ဒါဟိုမှာအဆက်အသွယ်မပြတ်ဘဲနဲ့လာပေးရအများကြီးကျေးဇူးတင်ပါတယ်ဆိုတော့အခုကပေါ့နော်ဒီအမရဲ့ cohort 1တုန်းကဒီ experience တွေတစ်ချက်သိချင်တာဆိုတော့ညီမဒီ question လေးတစ်ခုနဲ့အရင်စလိုက်မယ်ပေါ့နော်အမအနေနဲ့ညီမတို့ဒီ own your biz ဆိုတဲ့ program လေးကိုဘယ်ကနေစပြီးတော့တည်ခဲ့ရလဲပေါ့နော်တကယ်ချင်းနေညွှန်းလို့လားဒီတိုင်း social media ကနေပဲတွေ့ခဲ့ရလားမကျမsocial media ကနေပြီးတော့Facebook ပေါ့နော် Facebook မှာတင်ထားတာလေးကျမတွေ့တယ်တွေ့တဲ့အတွက်ကျမစိတ်ဝင်စားပါတယ်ပေါ့နော်letter ကနေပြီးတော့ဒီ program လေးကိုခေါ်ထားတာတွေ့တယ်ဆိုတော့အားလေးစိတ်ဝင်စားတယ်ပြီးတော့သူတို့ဘာတွေသင်မှာလဲပေါ့နော်အဲ့ဒါလေးကိုလည်းကျမစိတ်ဝင်စားတယ်အဲ့မှာကျမလေ့လာဖြစ်တယ်ပေါ့နော်အထက်မှာသူတို့ဘာတွေသင်မှာလဲနောက်တော့ထပ်ပြီးတော့ကျမမလျှောက်သေးခင်မှာကျမဘယ်လို subject တွေသင်မှာလဲပေါ့နော်အဲ့တော့ကျမအဓိက program က entrepreneur တစ်ယောက်အတွက် entrepreneurship program ဖြစ်တယ်အဲ့တော့အမျိုးသမီးတွေပေါ့နော်အဓိကတော့သူကအထူးပြုတာကတော့ဒီပေါ့နော်စင်ကာမန်လုံးတွေအတွက်အထူးပြုတာဖြစ်ပေမဲ့ကျမအရန်စိတ်ဝင်စားတဲ့အတွက်အဲ့တော့သင်မဲ့ subject ပေါ့နော်အကြောင်းအရာလေးတွေကိုလည်းကျမလေ့လာဖြစ်တော့ကျမလည်းဒီအနာဂတ်မှာကျမ entrepreneurship တယောက်အနေနဲ့ကျမ product လေးထုတ်ဖို့အစီအစဉ်နေရလဲရှိရဖြစ်တဲ့အတွက်ကျမတို့အများကြီးအထောက်အကူပြုနိုင်တဲ့သင်တန်းဖြစ်မယ်ပြီးတော့ကျမသင်ပေးမဲ့ပေါ့နော်အကြောင်းအရာအားလုံးကိုလည်းကျမနဲ့ကိုက်ညီတယ်ပေါ့ကျမအရန်စိတ်ဝင်စားတဲ့အရာကျမလေ့လာချင်တဲ့အရာဖြစ်တဲ့အတွက်ကျမအဲ့ program လေးကိုတေချာလေ့လာပြီးတော့ပေါ့နော်ကျမရှောက်ဖို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့မဆိုအမအနေနဲ့ဒီ program ကိုမဝင်ငင်ကတည်းကပေါ့နော် product လေးလည်းထုတ်ဖို့ဒီ business plan လေးကအရင်တည်းကရှိနေခဲ့ရလားမဟုတ်တယ်ကျမပေါ့နော်ပေါ့ local ပေါ့နော်ကျမ local မှာကျမပေါ့နော်အဓိက creation innovation လုပ်ချင်တယ်အဲ့လိုအတွက်လည်းကျမပေါ့idea တွေလည်းရှိတယ်လုပ်ဖို့လည်းစဉ်းစားထားတာလေးရှိနေပေါ့နော်ဒါပေမဲ့ကျမဘယ်လိုလုပ်ရမှမသိဘူးကျမ business နဲ့ပတ်သက်ပြီးဝေးတယ်ပေါ့နော်ဝေးတယ်ကျမအရင်တော့တခြားအဖွဲ့အစည်းတွေမှာဝန်ထမ်းတစ်ယောက်အနေနဲ့ပဲကျမတောက်လျှောက်ဒီနှစ်ပေါင်းများစွာဖြတ်တန်းခဲ့တယ်ပေါ့နော်ကျမကိုယ်တိုင်နဲ့ business တွေကိုလည်းနားမလည်ဘူး marketing သဘောတရားတွေနားမလည်ဘူးအဲ့လိုမျိုးကြောင့်ကျမကပေါ့နော်ဒီကျမစဉ်းစားနေတာရှိပေမဲ့လက်တွေ့အကောင့်ထဲပို့တွန့်ဆုတ်နေပါကျမမှာဘာမှကျမမှာ skill တွေမရှိနေဘူးပေါ့နော်အဲ့ဒါကြောင့်မို့ကျမဒီဟာလေးကိုပေါ့နော်ဒီဟာလေးတွေ့တဲ့အချိန်မှာအယံဝမ်းသာသွားပြီးတော့ဒါငါမှလိုအပ်နေတဲ့ skill တွေကိုဒီကနေငါရနိုင်တယ်ဆိုတဲ့ဟာမျိုးကျမတွေ့သွားတဲ့အတွက်ကျမအဲ့ဟာမှာပေါ့နော်ကျမအတွက်ပို့ပြီးရဲရဲဝံ့ဝံ့လုပ်ဖို့အတွက်ဒီသဏ္ဍာန်လေးကအများကြီးထောက်ကူပြုခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ပါမဆိုညီမဒီ Dalada online စာတွေနဲ့လည်းပေါ့နော်စကားပြောကြည့်တဲ့အခါမှာသူတို့ရဲ့ဒီ Own Your Biz program လေးကိုစတင်ခဲ့ရတဲ့ရည်ရွယ်ချက်ကလည်းအဲ့လိုပဲပေါ့နော်တကယ်ကို entrepreneurship ကိုစိတ်ဝင်စားရတယ်ဒါပေမဲ့ဘယ်ကနေစလုပ်ရမလဲမသိဘူးဆိုတော့သူတွေအတွက် target ထားတာဆိုတော့အမအနေနဲ့တကယ်ကိုလုံးဝမှန်ကန်တဲ့ဒီ audience တယောက်ပေါ့နော်ဆိုတော့ participant အနေနဲ့အခု alumni ဖြစ်နေပြီဆိုတော့ဒါအရင်ဝမ်းသာဖို့ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်ဆိုတော့အမကပြောခဲ့ပေါ့နော်အမ program ကို apply မလုပ်ခင်မှာလဲဘာတွေတင်မှာလဲဆိုတာအကိုလေ့လာခဲ့ပေါ့နော်ဆိုတော့တကယ်တမ်း program ကာလအတွင်းမှာကောဘယ်လိုမျိုးတွေအမသင်ယူခဲ့ရလဲပေါ့နော်ဒီ lesson နဲ့ပတ်သက်ပြီးတော့အမ experience တွေတစ်ခြားလောက်ပြန်လေးမျှဝေပေးလို့ရမလားဟုတ်ကဲ့ရပါတယ်ကျမဒီ Dalada ကနေ own your bags ပေါ့နော်အဲကြီးညာတဲ့အတိုင်းပဲအဲ subject တွေအကုန်လုံးကိုအကြောင်းအရာအကုန်လုံးကျမသင်တန်းမှာသင်ရတယ်အရန်ကျမတို့အကျိုးအများကြီးရှိတယ်အရန်လည်းကောင်းတယ်ပေါ့နော်
ကျမထင်အောင်မထင်ထားဘူးကျမအဲ့လောက်ကြီးအများကြီးမျိုးတော့ကျမတို့သင်ပေးတဲ့အကြောင်းအရာတစ်ခုပေါ့ကျမတို့ပေါ့နော် entrepreneurship ဆိုတာဘာလဲဆိုတာအစားကျမတို့သင်ပေးတယ် entrepreneur တယောက်လောက်ရမယ့် skill တွေလို့လည်းကျမတို့သင်ပေးတယ်တော့ marketing business ပေါ့နော်ဒီအဲ့အပိုင်းတွေအပြင်ကိုကျမတို့ပေါ့နော်နောက်တစ်ခုကျမတို့ဒီပေါ့ business plan ပေါ့ business canvas အပြင် business plan တစ်ခုကိုကျမတို့တကယ် entrepreneur တယောက်ကတကယ်စလုပ်မယ်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အသိကအစကျမတို့ budget တွေဘယ်လိုတွက်ရမလဲကျမတို့ပေါ့နော် customer တွေနဲ့ဘယ်လိုဆက်ဆံရမလဲကျမတို့ marketing strategy တွေဘယ်လိုဆွဲမလဲဒါတွေကအစအသေးစိတ်ကိုပေါ့နော်ကျမတို့ဒီပြည့်ပြည့်ဝဝပေါ့နော်တော်တော်လေးကိုအများကြီးရခဲ့ပေါ့ပေးရတဲ့အချိန်ထက်ပို့ပြီးတန်မိုးရှိတဲ့အရာတွေကျွန်တော်ရခဲ့တယ်တော့ကျွန်တော်သင်ကြားပေးတဲ့ဆရာမတွေပေါ့နော်ဆရာမတွေကလည်းအရန်ကောင်းတယ်အရန်စေတနာပါတယ်ကျွန်မတို့တော့တကယ်အဖိုးမဖြတ်နိုင်တဲ့training လေးတစ်ခုဖြစ်တယ်အဲ့တော့ training link ချိန်ထားတာပေါ့နော်တစ်ခုပြီးတစ်ခုသွားတဲ့ဟာလည်းအရန်ကောင်းတယ်ပြီးတော့ကျွန်မမထင်မှတ်ထားဘူးတော့ soft skill ပေးတယ်ပေါ့နော် soft skill ကျွန်မနိုင်ပေါ့နော်အရန်ကောင်းတယ်ကျွန်မတို့အတွက်အများကြီးအသုံးဝင်တယ်ကျွန်မတို့ကဒီဘက်မှာကျွန်တော်တို့က business လို့ပြောပေမဲ့တစ်ဖက်မှာကျွန်တော်တို့ကလူသားဆန်မှုတွေကိုတစ်ခါကျမေ့ဖြောက်ထားတယ်ပေါ့နော်တစ်ခါကျကျွန်တော်တို့ရဲ့အကျိုးမြတ်တွေကျွန်တော်တို့ထုတ်ကုန်တွေအတွက်ပဲကျွန်တော်တို့စဉ်းစားနေပြီးမဲ့တစ်ဖက်မှာကျွန်တော်တို့ကလူသားတွေကိုပြန်ပြီး service ပေးတဲ့ပေါ့နော်ကျွန်တော်တို့လူသားတွေအတွက်ကျွန်တော်တို့ပြန်ပြီးတော့လုပ်ပေးတဲ့ကျွန်တော်တို့ product တွေဖြစ်တဲ့အတွက်ကျွန်တော် soft skill တွေကလည်းကျွန်တော်တို့အတွက်အများကြီးတကယ်တော့ဒါတွေကမဖြစ်မနေကျွန်တော်တို့ထည့်သွင်းစဉ်းစားရမယ့်အချက်ဆိုတာရယ်ကျွန်တော်တို့အဲ့ soft skill တွေပေးတာအရန်ကျွန်တော်တို့ကောင်းတယ်ကျွန်တော်တို့ business တစ်ခုကိုစဉ်းစားတဲ့အခါမှာဒါတွေကလည်းအရန်ကျွန်တော်တို့တပါးတည်းစဉ်းစားမှကျွန်တော်တို့ business ကိုလုံးဝပေါ့နော် strong ဖြစ်ပေါ့နော်ရေရှည်ရပ်တည်ဖို့ပေါ့နော်ဒါမျိုးကျွန်တော်တို့အပြန်အလှန်အကျိုးပြုခြင်းပေါ့နော်အဲ့ဒါတွေရှိမှသာကျွန်တော်အောင်မြင်တဲ့ business တစ်ခုဖြစ်မယ်ဆိုတဲ့ဟာကိုကျွန်မပို့ပြီးယုံကြည်လာတယ်ပေါ့နော်ကျွန်တော်တို့တခြားမှလေ့လာဖြစ်တဲ့သင်ဖြစ်တဲ့အခါမှာ soft skill ကိုကျွန်တော်တို့ထပ်တင်စဉ်းစားလေးသိမရှိကြဘူးပေါ့နော်အခုဒီမှာကတော့ကျွန်မ soft skill ကိုကျွန်မပေးတာလည်းအရန်ကောင်းတယ်ပေါ့နော်အရန်ကောင်းတယ်ကျွန်မအတွက်တော့ကျွန်မအရန် perfect ဖြစ်တယ်ပေါ့နော်ဒီသင်တန်းကတော့ခေါင်းစဉ်တွေအကုန်လုံးကလည်းကျွန်မအရန်လဲကြိုက်တယ်ပေးတဲ့ခေါင်းစဉ်တွေမှာလည်းကျွန်တော်တို့တကယ်လိုအပ်နေတဲ့ entrepreneurship တယောက်အခုမှ business ကိုစမဲ့သူတယောက်ပေါ့နော်အခုမှ small business ပဲဖြစ်ဖြစ်medium business ပဲဖြစ်ဘယ်လိုပဲဖြစ်ဒီလိုမျိုးကိုတပိုင်းတစ်နိုင်စချင်တဲ့သူတွေအတွက်အများကြီးအထောက်အကူပြုတဲ့သင်တန်းပေါ့နော်အကြောင်းအရာတွေလည်းအရန်ကောင်းတယ်နောက်တော့ link ချိတ်တာအရန်ကောင်းတယ်ပြီးတော့ကျွန်တော်တို့ကျွန်မတော့ပို့ပြီးကြိုက်တယ်ပေါ့နော်ပို့ပြီးသဘောကျတယ်ကပေါ့နော်ကျွန်တော်တို့ soft skill ထည့်ပေးထားတာကိုလည်းပို့ပြီးကျွန်မမထင်မှတ်ထားဘူးပေါ့နော်အဲ့ဒါလေးပေးမယ်လို့လည်းသိပြီးတော့အရင်မမျှော်လင့်ထားဘူးဒါပေမဲ့အဲ့ဒါလေးပေးတယ်ခေါင်းစဉ်တွေလေးလာပေမဲ့ကျွန်မအဲ့လိုမျိုးပြန်ပြီး link ဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးမတွေးမိဘူးပေါ့နော်မတွေးမိဘူးအဲ့မှာကျတော့ကျွန်တော်ပို့ပြီးမြင်လာတယ်နောက်တော့ကျွန်တော်တို့ business plan တစ်ခုလုံးကိုကျွန်တော်တို့ရေးဆွဲနိုင်အောင်စဉ်းစားနိုင်အောင်ဒီ training ကနေ sporting အများကြီးပေးနိုင်ခဲ့တယ်ပေါ့နော်အဲ့ကျွန်မပေါ့ the letter အဖွဲ့ကိုဒီ program လေးကိုကျွန်မကျေးဇူးအများကြီးတင်ပါတယ်လို့ဟုတ်ကဲ့ပါဆိုအမပြောရတဲ့ညီမအရန်သဘောကျတာပေါ့နော်ဒါညီမကိုယ်တိုင်လည်းစာဖတ်ရင်းနဲ့တင်နဲ့တွေ့မိရပေါ့နော် business ဆိုဒီ economics တွေပေါ့နော်သူတို့ဆိုလို့ရှိရင်စီးပွားရေးပဲလုပ်ကြရတယ်လူသားဆန်မှုမိသွားကြတယ်အဲ့လိုမျိုးအများကြီးကြားဖြစ်တယ်ပေါ့နော်အဲအကြောင်းမလို့စီးပွားရေးတစ်ခုလုံးမယ်ဆိုလို့ရှိရင်လူတွေကိုနားလည်မှသာသူတို့ရဲ့တကယ်လိုအပ်ချက်တွေပေါ့နော်ဒါတွေကိုနားလည်မှသာလူသားလဲဆန်နိုင်မယ်အကျိုးစီးပွားလည်းဖြစ်နိုင်မယ်ပေါ့နော်ဆိုတော့ဒီပိုင်းတွေကိုတေချာလေး curriculum ဆွဲတဲ့ဒီ data အဖွဲ့အစည်းရလူငယ်တွေကိုတကယ်ချီးကျူးအောင်မှာဖြစ်တယ်ပေါ့နော်။ဆိုတော့ညီမတို့ online စာရေးနဲ့လည်းပြောပြီးပြီဒီ learning material တွေအကြောင်းလည်းပြောပြီးပြီဆိုတော့အမအနေနဲ့ဒီ program မှာတခြားမေမေနဲ့လည်းတွေ့ခဲ့ရမယ်ပေါ့နော်။ဆိုတော့အမြဲတခု program တစ်ခုဆိုလို့ရှိရင်အမြဲတမ်းပေါ်ဒီ peer to peer learning ပေါ့နော်။အချင်းချင်းပြန်လည်သင်ယူရတာတွေလည်းအများကြီးရှိနေကြတယ်။ဆိုတော့အမအနေနဲ့ရောမေမေတွေနဲ့ networking လုပ်ဖြစ်ခဲ့သေးလားပေါ့နော်။ဘယ်လိုတွေများအဲ့လိုမျိုးဟုတ်ကဲ့လုပ်ဖြစ်လုပ်ဖြစ်တယ်ပေါ့နော်အထူးသဖြင့်ကျွန်မပေါ့ကျမတို့ share လုပ်ဖြစ်တယ်ပေါ့နော်အခုနောက်ပိုင်းမှာလည်းကျမတို့ရန်ရန်ခံစကားတွေပြောဖြစ်တယ်ပေါ့နော်ကျမတို့ကျမကကြာ share လုပ်ရတာကျမဝါသနာပါတဲ့သူကျမထင်တယ်ကျမတက်ရောက်ထဲနဲ့လည်းကျမ
တိထားတာတေးလေးပဲဖြစ်ဖြစ်ပေါ့နော်တခြားလူတစ်ဖက်သားလူအတွက်အသုံးဝင်မယ်ဆိုကျွန်မ share ရတာဝါသနာပါတယ်ပေါ့နော် share ချင်တယ်ပေါ့နော်အဲကြောင့်ကျွန်တော်တို့အခုကျွန်မမေ2ယောက်နဲ့ပေါ့နော်ကျွန်မတို့နဲ့group လေးလုပ်ထားတယ်တခြားတခြားမေတွေကတော့အကြောင်းကျွန်တော်တို့ group ထဲမှာတချို့လည်းမ join ဖြစ်ကြဘူးပေါ့နော်မ join ဖြစ်ကြဘူးအဲ့လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့တခြားမေ2ယောက်နဲ့တော့ကျွန်တော်တို့ join နေဒါပေမဲ့လောလောဆယ်မှာကျွန်တော်တို့တွေ့စုံမယ်နဲ့မစုံဖြစ်သေးဘူးပေါ့နော်ကျွန်တော်တို့ဗာလဲဆိုတော့ကျွန်တော်တို့တယောက်ကျွန်တော်တို့လုံးမဲ့နာခတ်မှာလုံးမဲ့business ပဲဖြစ်ဖြစ်တခြားပို့ကျွန်တော်တို့ပို့ပြီးလေးလာမလို့သင်ယူဖို့ပဲဖြစ်ဖြစ်ကျွန်တော်တို့share ပေးမယ်ဆိုတဲ့ဟာမျိုးပေါ့နော်တယောက်အပြန်လန်ကိုညီမယ်အကြံဉာဏ်ပေးမယ်ပေါ့နော်ဒါမျိုးတွေကျွန်တော်တို့လုပ်ချင်တဲ့အတွက်ကျွန်တော် group လေးလုပ်ထားတယ်မေတယောက်နဲ့ကတော့သူလှုပ်ချင်တဲ့အရာပေါ့နော်သူသွားချင်တဲ့ဟာတွေကိုကျွန်တော်တို့တိုင်ပင်ဖြစ်တယ်ပေါ့နော်တင်နန်းကာလာအတွင်းမှာလည်းကျွန်တော်တို့ညနေပိုင်းတင်နန်းဆင်းပေးမှာလည်းကျွန်တော်တို့စကားတွေပြောဖြစ်တယ်သူတို့ရဲ့အနာဂတ်ဘာတွေလှုပ်ချင်တယ်ဆိုတဲ့အကြောင်းပေါ့နော်အဲ့လိုလိုမျိုးပြန်ပြီးတော့အပြန်လန်မျှဝေဖြစ်တယ်ပေါ့နော်အဲ့တော့အခုမှလည်းကျွန်တော်တို့ training လေးသူနဲ့ဆက်ဆက်တယ်သူ business နဲ့ဆက်ဆက်မှာဒါမှမဟုတ်သူသွားချင်တဲ့အနာဂတ်နဲ့ဆက်ဆက်တဲ့training လေးပေါ့နော်ဆက်ဆက်တဲ့ training လေးရှင်ကျွန်တော်တို့တယောက်share ပေးဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတော့ကျွန်တော်တို့network လေးတော့ရှိနေတယ်ဒါပေမဲ့လက်ရှိမှာတော့လူချင်းမစုံဖြစ်သေးစုံမယ်ဆိုပြီးတော့ကျွန်တော်တို့ပြောထားကြတာပဲရှိသေးတယ်မစုံဖြစ်သေးဘူးပေါ့နော်ကျွန်မထင်ပါတယ်ဒီ training လေးကကျွန်တော်တို့ဒီရက်လေးအတွင်းမှာကျွန်တော်တို့ကတကယ်မိတ်ဆွေအရင်နေလို့ဟိုအရင်တော့တွေ့ခဲ့တဲ့တငယ်ချင်းတွေအားလုံးကလည်းပုံပုံလင်းလင်းရှိကြတယ်အားလုံးကတယောက်ကိုညီရှင်စိတ်ရှိကြတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးလူတွေကျွန်တော်တို့စုံဖြစ်တဲ့အခါမှာကျွန်တော်ထင်တယ်နောက်အနာဂတ်မှာလည်းတယောက်ကျွန်တော်တို့အချင်းချင်းတယောက်ကိုညီဖို့ဝင်လေးမဲ့သူတွေမဟုတ်ကြဘူးဆိုတော့ကျွန်မယုံကြည်တယ်အဲ့ကြတော့ကျွန်တော်ဆက်ပဲလဲတယောက်ကတစုံတစ်ခုလုပ်မယ်ပေါ့စီးပွားရေးစဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကိုညီကြမှာပါပေါ့နော်ဟုတ်ကဲ့ပါဆိုတော့ဒါဆက်လက်ပြီးတော့ရှိနေတာပေါ့နော်မေနဲ့အများဆုံးလည်းတွေ့နိုင်ပါစေလို့ညွှန်လင့်ပါတယ်အရန်ဟုတ်ကဲ့အမပြောနားထောင်နိုင်တယ်ပေါ့နော်အရန်ကိုနှွေးထွေးရလို့ခံစားရတယ်ကွာဒီမေတွေအချင်းချင်းရော online လာရောဒီ program တကယ်ပြောရမယ်ဆိုရင်အချင်းရခဏလေးပေါ့နော်တခြား entrepreneurship အတန်းတွေ online ရပဲဖြစ်ဖြစ် in person ပဲဖြစ်ဖြစ်လာတွေအများကြီးချီပြကြရတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာသူတို့စကားမပြောဖြစ်ခဲ့တဲ့ဟာရှိရဲဒီဟာလေးကြတော့အချိန်တိုတွင်းမှာအများကြီးခင်သွားကြရဲဆိုအမပြောရတဲ့တကယ်ပုံဖော်ကြည့်လို့ရပါတယ်ဆိုတော့ဒါ overall အနေနဲ့ပြောရမယ်ဆိုရင်အလုံးခြုံငုံလိုက်မယ်ဆိုရင်ပေါ့နော်အမအနေနဲ့ကနဦးတွေကလည်း business plan တစ်ခုလုပ်ချင်တဲ့ product ကရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးကအခုဆိုလို့ရှိရင်ဒီမလာတာကနေပြီးတော့ပေးလိုက်တဲ့ lesson အနေနဲ့လည်းကိုက်ညီပြီးတော့အခုအမကိုယ်တိုင်လည်းလုပ်နေရရှိရပေါ့နော်ဆိုတော့အမတခုနဲ့ပြောရမယ်ဆိုလို့ရှိရင်အမရဲ့ expectation ပေါ့နော်အမမျှော်လင့်နေတာတွေကဒီ on your base program နဲ့ပြီးသွားခဲ့လို့အမယူဆလို့ရမယ်ထင်တယ်နော်ဟုတ်ကျွန်မပေါ့အရင်တော့ကျွန်မပေါ့ကျွန်မမှာအဲ့ idea ပေါ့နော် idea ရှိတယ်ကျွန်မလုပ်ချင်တယ်ဆိုတဲ့ဆန္ဒရှိပေမဲ့ကျွန်မကြောက်တယ်ပေါ့နော်ကြောက်တယ်မဝင်မရဲဘူးငါဖြစ်ပါမလားဆိုတဲ့ဟာမျိုးတွေပေါ့နော်ဘာလို့ဆိုကျွန်မမှာတခြားလိုအပ်ချက်တွေအများကြီးပဲပေါ့အဓိက business နဲ့ပတ်သက်တဲ့ဟာပဲဖြစ်ပေါ့နော်အဲ့လိုမျိုးဟာကျွန်မမှာအများကြီး skill ပေါ့နော်အဲ့မှာလိုအပ်တဲ့ skill တွေအများကြီးပဲဆိုတော့ဒီ on your box ကိုတက်လိုက်ပြီးရနောက်ပိုင်းမှာငါမတိတိလေးလဲငါမှဒီလိုမျိုးငါမှဓာရီရပြီဒီအကြောင်းအရာဒီ knowledge တွေရပြီငါဓာရီဆိုရင်ငါဆက်သွားမယ်ဆိုတော့ယုံကြည်ချက်ပေါ့နော်ကိုယုံကြည်ချက်ရှိလာတယ်ငါရအောင်လုပ်မယ်ဆိုတဲ့ဟာမျိုးပေါ့ပို့ပြီးတွန်းအားဖြစ်လာတဲ့အကြောင်း on your bike program လေးကကျွန်မတို့တော့အရန်ပေါ့နော်အရန်အကျိုးရှိတယ်ကျွန်မဒီ business ကိုတွားဖို့အတွက်လဲကျွန်မမသိဘဲနဲ့တွားမယ်ဆိုရင်တော့ကျွန်မအမှားအများကြီးရှိနိုင်တယ်အခုကျွန်မဆိုဒီbusiness plan တစ်ခုနဲ့ကျွန်တော်တို့ဒါတော့ကျွန်တော်တို့ product တွေထုတ်ဖို့အတွက်ကျွန်တော်တို့budget ကိုစဉ်းစားတဲ့အစကျွန်မဒါဘယ်လိုစဉ်းစားမလဲဆိုတဲ့ဟာဒီ training တွေက training မှာပေးခဲ့တဲ့အရာတွေကိုကျွန်မထည့်သွင်းစဉ်းစားပြီးတော့လုပ်ဆောင်ခြင်းအပြင်ကျွန်မရဲ့ပေါ့နော် business လေးကိုဘယ်လိုလေးသွားမလဲဆိုတဲ့ဟာပေါ့နော်ကျွန်မဘယ်လောက်ထိသွားမလဲဘယ်လိုလေးသွားမလဲကျွန်မ customer ကိုဘယ်လောက်ထိပြည့်ရမလဲကျွန်မပေါ့နော်အရင်တော့ဗလားဖြစ်နေပေါ့ကျွန်မကြယ်ကြီးဖြစ်နေအခုတော့ကျွန်မသွားချင်တယ်ကျွန်မ customer ကိုလည်းကျွန်မဘယ်သူလောက်ပဲ target ထားမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်မလုံနိုင်တဲ့အတိုင်းတာမှာကျွန်မဒီဟာကိုရေရှည် sustain ဖြစ်ဖို့ပေါ့ရက်တင်နိုင်ဖို့ကျွန်မဘယ်လိုသွားမလဲဆိုတဲ့ဟာကိုဒီ own your base ကနေပြီးတော့ကျွန်မအများကြီးအကြံဉာဏ်တွေရခဲ့တယ်အများကြီးကျွန်မလေ့လာသင်ယူနိုင်ခဲ့တယ်အဲ့အတွက်ဒီကျွန်မ
own your bike ကို appreciate လုပ်တယ်ကျမတို့လည်းကျမပို့ပြီးရဝုံလုံနိုင်ခဲ့တယ်ယုံကြည်လုံနိုင်ခဲ့တယ်ဆိုတာကျမအဲ့ဒါတွေကိုတော့ကျမပြောရဲတယ်ဆိုတော့ကျတော့အဲ့က own your bike program လေးကိုလည်းကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါအခုလိုမျိုးအများကြီးပြောပြပေးသွားတယ်ကျေးဇူးအများကြီးတင်ပါတယ်အမကိုလည်းဆိုတော့အခုအချိန်မှာကြာတော့ပေါ့နော် cohort 2ရဲ့ application ကအခုဖွင့်နေပြီဆိုတော့အမအနေနဲ့အခုအသက်လာလျှောက်မဲ့ applicant တွေအတွက်ကောအမအဲ့လိုမျိုး advice ပေးရှင်သေးလားအမဗာလေးများပြောရှင်သေးလဲရှင်ဟုတ်ကဲ့ကျမကတော့ပြောချင်ကျမဟိုပါဘောနော်အကြံဉာဏ်ထက်ကျမကပေါ့အခုမှ business ကိုစမယ်ဒါမှမဟုတ် business ကတော့စပြီးပြီတကယ် business တစ်ခုကိုဘလို့လုံးဝမလဲမသိဘူးbusiness ဆိုတာဘာလဲမသိ marketing ဆိုတာဘာလဲမသိဘူးကျမတို့ပေါ့နော်ကျမတို့ customer တွေကိုဘယ်လိုဆွဲဆောင်ရမလဲမသိ customer တွေကဘယ်သူတွေကို target ထားမလဲမသိဘူးဆိုတဲ့အရာတွေပေါ့နော်အဲ့ဒါတွေအားလုံးကown your bikes မှာရှိတယ်အဲကြောင့် own your bikes program လေးကိုအခုမှ business ကိုစတင်မယ်ဒါမှမဟုတ်စတင်နေစေဒါမှမဟုတ်စတင်ပြီးမှbusiness ကကြပြောင်းနေဖြစ်နေတယ်ရှေ့ဆက်သွားမလားနောက်ပြန်မဲ့ဆိုရမလားရပ်ပလာရတော့မလားဒါမျိုးတွေအကုန်လုံးကဖြစ်နေနိုင်တယ်ပေါ့နော်အဲ့လိုလူတွေလည်းကျမကတော့own your bikes ကိုအ program ဝင်ပြီးတော့ join ကြည့်ပါကျမထင်တယ်ဆက်သွားဖို့အဖြေတစ်ခုထွက်လာလိမ့်မယ်လို့ကျမယုံကြည်တယ်ပေါ့နော်အဲ့အတွက်ကျမက own your bikes program လေးကိုရှောက်ကြဖို့ကျမတိုက်တွန်းပြရစီဟိုပါနော်ကျမတို့ဒီပေါ့လက်လန်းမိတဲ့သူတွေရောအကယ်၍များလက်လန်းမမိဘူးဆိုရင်လည်းစူးစမ်းပြီးတော့ဟောကျမတို့ကဒီဟာကျမထင်တယ်ရန်ကုန်မှာဖွင့်တာများတယ်ပေါ့နော်တချို့နယ်တွေကလာ join ချင်တယ်ဆိုလဲစူးစမ်းပြီးတော့ကျမဟောပါပေါ့နော် join စေချင်ပါတယ်လို့အဲ့တော့လည်းကျမကတော့ကျမဒီကနေဒီ program ကကျမတို့အများကြီးအကျိုးဖြစ်ထွန်းခဲ့တယ်အဲ့အတွက်ကျမရရဝန်းနဲ့လည်းဒီကျမရဲ့သွားချင်တဲ့အရာကိုဆက်သွားဖို့အတွက်အထောက်ပံ့နေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အဲ့အတွက်ကျမကလည်းကျန်တဲ့လူတွေကိုလည်းဒီ program လေးကိုရစေချင်တဲ့အတွက်ဒီ program လေးကို join ပါလို့ဖိတ်ခေါ်ချင်ပါတယ်ဟုတ်ကဲ့ပါအမကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အခုဒီ podcast လေးကိုကြည့်နေတဲ့သူတွေလည်းပေါ့နော်အမပြောသလိုပဲဒါအမလည်း recommendation alumni ကနေ recommendation ကောင်းကောင်းရထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအကုန်လုံး entrepreneurship ကိုစိတ်ဝင်စားရဲကိုမှစီးပွားရေး plan တစ်ခုလည်းရှိနေရင်လည်းဆက်သွားဖို့ပေါ့နော်မရှိသေးရင်လည်း develop ကိုဒီ on your base program နေပြီးတော့လုပ်သွားနိုင်ပါတယ်ဆိုတော့ကိုအများကြီးရှင်းပြပေးသွားတဲ့အမကိုလည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ကြည့်ရှုပေးရတဲ့လူတွေလည်းကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့အားလုံးကိုနောက် podcast episode လေးမှာပြန်တွေ့ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်